အားလုံးပဲမင်္ဂလာပါဗျ Black Money Campaign ရဲ့ Wednesday Call Podcast အစီအစဉ်အပတ်စဉ်ထုတ်လွှင့်နေကြဗုဒ္ဓဦးနေ့လေးပြန်လည်ရောက်ရှိလို့လာပါပြီကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဟာရုပါရှေ့တစ်ပတ်မှာတော့ဟာရုတယောက်မြန်မာပြည်တောင်ဘက်ဆောင်မှာရှိရဲ့တနင်္လာရီဒေတာအကြောင်းကိုသူဒေသနာလုပ်နေတဲ့ FV5 တနင်္လာရီအဖွဲ့ရဲ့ editor တုံးနဲ့အတူ Chess နိုင်ငံထုတ် Air Force 10 Tablet လေးနဲ့ပတ်သက်ပြီးဒေတာခန်တွေရဲ့စိုးရိမ်ချက်တွေကိုအဓိကပြောပြခဲ့ကြပါတယ်ဒီ Air Force 10လေးတွေကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ကောဘယ်လိုချိတ်ဆက်နေတယ်ဆိုတာလည်းဆွေးနွေးဖြစ်ခဲ့ပါသေးတယ်ဒီတစ်ပတ်မှာတော့ Chess နိုင်ငံထုတ် Air Force 10လေးတွေကိုစေအုပ်စုကလေကြောင်းစစ်စင်ရေးတွေမှာဘယ်လိုအသုံးပြုခဲ့လဲဆိုတာကိုအသေးစိတ်သိရဖို့ BMC ရဲ့တွေ့ရှိချက်တွေရဲ့တွေ့ဒေသနာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့မြန်မာ Witness က investigator တယောက်ရည်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာတွေကိုပြန်လည်တင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်မင်္ဂလာပါကိုကြီးရှေ့တစ်ပတ်မှာတော့ကျွန်တော်ဒီမြန်မာပြည်တောင်ပိုင်းကပေါ့နော်တဝဲမိတ်ဘုတ်ပြင်ကော့တောင်းဆိုတဲ့ဒီအမေခံကျွန်းပတ်ခီးစင်ရဲ့အဓိကဖြစ်တဲ့ Air Force 10လေယာဉ်တွေကိုဒီတနင်္လာရီဒေသခံတွေရဲ့စိုးရိမ်ချက်တွေကိုကျွန်တော်တင်ဆက်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့အခုတစ်ခေါက်မှာဒီအကိုတို့မြန်မာ Witness ကနေပြီးတော့မှထုတ်ပြန်ထားတဲ့ဒီတုတေသနာအစီရင်ခံစာမှာပေါ့နော်ဒီ Air Force 10လေယာဉ်တွေကဘယ်လိုရောက်လာလဲပြီးတော့ဒီမြန်မာစစ်အုပ်စုရဲ့ဘယ်လိုစစ်စင်ရေးတွေမှာသုံးနေဆိုတာကိုထုတ်ပြန်တာတွေ့ရတယ်ဗျဟုတ်ကဲ့ဗျကျွန်တော်တို့အခုလက်ရှိမြန်မာပြည်မှာဆိုလို့ရှိရင်တော့ L410 ပေါ့နော်tablet လေဒီ5စီးအထိရောက်လာတဲ့ဆိုတာတွေကိုကျွန်တော်တို့အစီခံစာမှာလည်းထုတ်ပြန်ပြီးသားဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့ဒီဟာတွေစောင့်ကြည့်ပြီးတော့ investigate လုပ်နိုင်ခဲ့တယ်ပေါ့နော်ဒီလေယာဉ်တွေကဆိုလို့ရှိရင်ဒီခီးတဲ့တင်လေယာဉ်အမျိုးအစားဖြစ်တယ်ပေါ့နော်ဒီခီးတဲ့တင်လေယာဉ်အမျိုးအစားမှာ18ယောက်ကနေ19ယောက်လောက်အထိအကြမ်းမြင်အဖြစ်တင်နိုင်တယ်ပြီးလို့ရှိရင်သူကဒီလေယာဉ်အစင်းမှာလည်းဒီကြမ်းတမ်းတဲ့နေရာတွေကိုလည်းအစစ်တက်လုံးနိုင်တဲ့လေယာဉ်တွေပေါ့နော်စသဖြင့်အဲ့လိုမျိုးဒီလေယာဉ်တွေရဲ့ general ကအဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာ witness အနေနဲ့ဒီထုတ်ပြန်ခဲ့တဲ့ report တွေမှာဆိုလို့ရှိရင်လေယာဉ်5စီးကိုကျွန်တော်စောင့်ကြည့်ခဲ့တယ်အဲ့ထဲကတစ်စီးရဲ့အကြောင်းကိုတော့ကျွန်တော်တို့ပိုင်99ကို investigate လုပ်နိုင်ခဲ့တယ်ပေါ့နော်ဒီ OKGMA ပေါ့နော်ဒီမှတ်ပုံနဲ့ number 3413ပေါ့နော်3413ပေါ့နော်အဲ့ဒီလေယာဉ်အကြောင်းကိုတော့ပထမဦးဆုံးပြောချင်တယ်ပေါ့နော်အဲ့ဒီလေယာဉ်ကဒီ2024စက်တင်ဘာလအနောက်ပိုင်းနေမှာဒီစပြီးတော့ဒီမြန်မာနိုင်ငံကို transport လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာ2025မှာဒီချက်ရဲ့မှတ်ပုံတွေနဲ့ကနေပြီးတော့ဒီမြန်မာနိုင်ငံရဲ့မှတ်ပုံတွေအဖြစ်ပြောင်းသွားတာကိုတွေ့ရှိခဲ့ရတယ်ပေါ့နော်ဒီ OKGMA ဆိုတာကဒီချက်ကမှတ်ပုံတွေနံပါတ်ပေါ့နော်ပြီးတဲ့အခါမှာအဲ့ဒီကနေပြီးတော့ HYAMV ဆိုပြီးတော့ပြောင်းသွားတယ်ပေါ့နော်ဒါကတော့မြန်မာနိုင်ငံတုံးတဲ့ဒီလေကြောင်းလိုင်းရတုံးတဲ့ဟာပေါ့နော်အဲ့ဒီကနေလဲပြီးတော့ကျွန်တော်တို့ဒီမှာဒီ AMG JMA ပေါ့နော် JMA ကနေလဲပြီးတော့ဒီကျွန်တော်တို့ကဒီ HYAMV ဆိုပြီးတော့စပြီးတော့မှတ်ပုံတွေပြောင်းသွားတယ်ပေါ့အဲ့ဒါတော့ပထမဆုံးကျွန်တော်တို့အများဆုံးတွေ့ရှိခဲ့ရတဲ့လေယာဉ်ပေါ့နော်အဲ့ဒီအကြောင်းလေးကိုလည်းအဲ့ဒီလေယာဉ်နဲ့ပတ်သက်တဲ့ဟာတွေလည်းနောက်ပိုင်းမှာထပ်ပြီးတော့ဒီ track လုပ်နိုင်ခဲ့တာတွေလည်းရှိတယ်နောက်ထပ်လေယာဉ်၄စီးပေါ့နော်အဲ့ဒီနောက်ထပ်လေယာဉ်၄စီးကလည်းပထမလမ်းကြောင်းတွေအတိုင်းပဲလာခဲ့တဲ့ဆိုတာတွေလည်းထပ်တွေ့ရှိခဲ့ရတယ်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော် investigation ကိုနှစ်ပိုင်းခွဲလုပ်ခဲ့တယ်ပေါ့နော်ပထမတစ်ပိုင်းမှာကျွန်တော်တို့က2025အထိပေါ့နော်လုပ်ခဲ့တယ်အဲ့ဒီမှာလေယာဉ်3စီးပေါ့နော်အဓိကပြန်တန်းခဲ့တယ်2025မှာဒီ OKAMJ လေယာဉ်နဲ့ OKAMK 3419ဆိုတဲ့လေယာဉ်နဲ့စီးကနေလဲပြီးတော့ဒီ OKGMA အပြီးမှာမြန်မာနိုင်ငံကိုထပ်ရောက်လာခဲ့တယ် OKAMJ ကတော့ဇွန်9ရက်နေ့2025မှာဒီ chess လေယာဉ်ဝင်ကနေပြီးတော့စထွက်လာပြီးတော့ဒီ OKAMK ဒီ3419ကတော့ဇူလိုင်10ရက်နေ့မှာဒီစတင်ပြီးတော့ပြန်တန်းလာခဲ့တယ်ပေါ့နော်ဒီမြန်မာနိုင်ငံကိုဒီစင်တူတဲ့ ဒီ OKGMA ပေါ့နော်ပထမဆုံးလေယာဉ်ပြန်တန်းမှုတွေအတိုင်းပဲပြန်တန်းလာခဲ့တယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကပထမ report အနေနဲ့တင်ဆက်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာလည်းကျွန်တော်တို့ကအဲ့ဒီ chat company ကနေပြီးတော့မြန်မာနိုင်ငံကိုဒီလေယာဉ်တွေရောင်းချမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဆက်လက်ပြီးတော့စောင့်ကြည့်ခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဒီ2026မှာနောက်ထပ် OKZMH ဆိုတဲ့လေယာဉ်တစ်စီးပေါ့နော်အဲ့ဒီဟာကလေယာဉ်နံပါတ်ကတော့3420ပေါ့နော်3420က2025အောက်တိုဘာလမှာစထွက်လာတယ်အဲ့ဒီဟာကိုလည်းဒီကျွန်တော်တို့ကထောက်လန်းနိုင်တယ်လို့ OKANH 3531ပေါ့နော်စသဖြင့်အဲ့ဒီလေယာဉ်ကလည်း February လမှာဒီစတင်ပြီးတော့ထွက်ရှိလာခဲ့တယ်ပေါ့နော်
သူတို့မှာစင်တူတဲ့ pattern လေးတွေကဘာလဲဆိုတော့ဒီခုနကတော့ကျွန်တော်ပြောခဲ့တဲ့နံပါတ်တွေအားလုံးနာမည်တွေအားလုံးပေါ့နော်အဲ့ဒီဟာလေရင်တွေရဲ့ဒီအမှတ်ပုံတွေနံပါတ်တွေပေါ့နော်အဲ့ဒီမှတ်ပုံတွေနံပါတ်တွေမှာသူတို့ကဒီမှတ်ပုံတွေ registration လုပ်ထားပြီးတော့ဒီ check aircraftချက်နိုင်ငံဘက်ကနေလဲလို့ပြောအဲ့ဒီဟာတွေအကုန်လုံးကိုမြန်မာနိုင်ငံတို့ရောက်ပြီးတော့ရပ်ပိုင်းပေါ့နော်ရပ်ပိုင်းအကြာမှာပဲသူတို့ကဖြတ်သိမ်းခဲ့တယ်ပေါ့နော်အဲ့ဒီ pattern တွေကလည်း၅စီးလုံးမှာတူနေတယ်အဲ့ဒီဘက်မှာကျွန်တော်တို့ကဒီဘက်ပထမ3စီးကတော့ထင်ထင်ရှားရှားဒီ flight radar 24ရဲ့ tracking လုပ်ထားတဲ့ဟာတွေအရထင်ထင်ရှားရှားသိနိုင်ပေမဲ့နောက်2စီးမှာတော့သူတို့ကအဲ့ tracking လုပ်ဖို့တော့ကိုခက်ခဲအောင်လုပ်ထားတယ်ဒါပေမဲ့ကျွန်တော်မြန်မာ witness အနေနဲ့လည်းထောက်လန်းနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီ2စီးမြန်မာနိုင်ငံတို့ရောက်လာတယ်ဆိုတော့ဟာတွေကိုဒါပေမဲ့လေပထမဆုံးလေရင်တစ်စီးပေါ့နော် OKJMA တစ်စီးကိုပဲကျွန်တော်တို့ကဒီ X1AMV ပေါ့နော်3143ဖြစ်ပတ်တန်းတင်ထားတာကိုအတည်ပြုနိုင်ခဲ့တယ်နောက်ထပ်လေ4စီးကတော့ဘယ်နံပါတ်တွေနဲ့မှတ်တမ်းတင်ထားရလဲဆိုတာမျိုးကိုကျွန်တော်တို့အခုချိန်ထိတော့မတွေ့ရသေးဘူးဗျအဲ့တော့ကျွန်တော်တို့ပုံဒီ4စီးနဲ့ဒီ5စီးနဲ့ပတ်သက်လို့ရှင်တော့ဒီ4စီးကတော့ကျွန်တော်တို့တည်တည်ချာချာမသိနိုင်ဘူးပထမဆုံး OKJMA ကတော့ဒီမြန်မာနိုင်ငံမှတ်ပုံတွေပေါ့နော် X1AMV 3413အနေနဲ့မှတ်တမ်းတင်ထားရဲဆိုတော့သိနိုင်တယ်အဲ့ဒီမှာတူညီတဲ့အချက်ကကြတော့ OKJMA အနေနဲ့ဖြစ်နေတဲ့အချိန်မှာလည်းဒီနံပါတ်က3413ပဲဖြစ်ပြီးတော့ X1AMV အဖြစ်ပြောင်းသွားတဲ့အချိန်မှာလည်း3413ပဲရှိနေသေးရပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဟာလေရင်တစ်စီးလေးဖြစ်ကြောင်းနဲ့ဒီချက်ကုမ္ပဏီကနေပဲဝယ်ထားဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကပို့ပြီးတော့ပြောနိုင်ရပါတယ်ဗျဟုတ်ကဲ့ကိုဆိုတော့ဒီ5စီးလုံးကတော့ဒီ2024စက်တင်ဘာနောက်ပိုင်းကိုရောက်လာလို့ကျွန်တော်ပြောလို့ရပါတော့เนาะ2024စက်တင်ဘာနောက်ပိုင်းမှာတစ်စီးဒီ2025ထဲမှာဇွန်ဇူလိုင်မှာ2စီးနဲ့ဒီ2026 February ဘက်မှာလည်းတစ်စီးဒါထပ်ရောက်လာဆိုတဲ့ဟာမျိုးတွေ့ရတယ်ပေါ့နော်။နောက်ဆိုတော့အခုဒီသူတေသနာထဲမှာဆိုကျွန်တော်စိတ်ဝင်စားတဲ့တစ်ခုတွေ့ရတယ်။အဲ့ဒါကဒီကိုဒီ investigation လုပ်ထားတဲ့အရာမှာဆိုလို့ရှိရင်ဒီ2025 November အလယ်မှာပေါ့နော်။ဒီ Volley data ဘက်မှာဒီတိုက်ပွဲဖြစ်နေတဲ့အချိန်ပေါ့နော်။အဲ့မှာဒီ Alpha 10တစ်စီးကအဲ့လိုဒီပစ္စည်းအရာဝတ္ထုတစ်ခုကို drop လုပ်ပေးရဆိုတဲ့ဟာလည်းတွေ့ရတော့ဆိုတော့အဲ့ဟာကိုလည်းအခုနည်းနည်းလောက်ဟိုကျွန်တော်အခုလိုတွေ့ရှိတဲ့ပုံစံလေးနည်းနည်းပြောပြပေးပါဟုတ်ကဲ့ဗျဒီအဲ့ဒီ410 disease volley data မှာတွေ့ရတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောနိုင်တဲ့ဟာပေါ့နော်အဲ့ဒီဟာဒီ L410 က supply ချနေတဲ့ video တစ်ခုကိုFacebook account တစ်ခုကနေပြီးတော့တင်ထားတယ်အဲ့ဒီ video က exact location ကိုတော့အတိမပြုတ်နိုင်သေးဘူးဒါပေမဲ့အဲ့ဒီ Facebook ကိုပဲပြောချတဲ့အရာဒီ volley data မှာရှိနေတယ်ဆိုတာမျိုးကိုတော့ပြောထားတယ်ပေါ့နော်အဲ့ဒီ Facebook video ကတော့ပြောထားတယ်အဲ့ဒီမှာကျွန်တော်တို့က flight radar 24ကိုစစ်ကြည့်တဲ့အချိန်မှာတခြားအဲ့ဒီမှာသူက volley data ကိုတွားနေတဲ့ signal ကိုကျွန်တော်တို့ကရခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ volley data ကိုမရောက်ခင်အလိုလေးမှာ signal ကိုမိခဲ့တယ်အဲ့ signal ကဒီ volley data အနားကိုရောက်တဲ့အချိန်မှာပဲပြန်ပြတ်သွားတယ်ပေါ့နော်အဲ့ဒီပြီးတဲ့အခါမှာကျွန်တော်တို့ကဒီရုပ်သံဗီဒီယိုတစ်ခုရခဲ့တယ် social media Facebook ပေါ်ကနေပြီးတော့ဗောနော်အဲ့ရုပ်သံထဲမှာကြတော့လေရင်တစ်စီးကနေပြီးတော့ဒီ supply ချနေတဲ့ဗီဒီယိုတင်ထားတဲ့ဗီဒီယိုပေါ့နော်အဲ့ဗီဒီယိုထဲမှာပါတဲ့ဟာဒီ L410 ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ identify လုပ်နိုင်ခဲ့တယ်အဲ့လေရင်က L410 ဖြစ်တယ်ဆိုတော့လည်းကျွန်တော်အတည်ပြုနိုင်ခဲ့တယ်ဗောနော်ကျွန်တော်အဲ့ကြောင့်မလို့ကျွန်တော်တို့ဒီ L410 လေရင်တစ်စီးကဒီ volley data ဘက်ကိုတွားလဲပြီးတော့ပစ္စည်းချနေတဲ့အတွက်ဟာမျိုးကိုဒီ online ပေါ်ရရှိလာတဲ့ Facebook video ရဲ့ပြီးလို့ရှိရင်ဒီ satellite imagery ရဲ့နဲ့ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကဒီ flight radar 24ကရတဲ့ signal တွေရဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကအတည်ပြုနိုင်ခဲ့ပါတယ်ဗျဟုတ်ကဲ့ဆိုတော့ကိုဒါကဒီလေကြောင်းစစ်စင်ရေးမှာပါဝင်လာလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဟိုလေကြောင်းစစ်စင်ရေးလို့ပြောလို့ရှိရင်ဒီလေရင်နဲ့ဘုံကျဲနေမှာဟိုကျွန်တော်လေကြောင်းစစ်စင်ရေးလို့ခေါ်မှာပေါ့နော်ဒီလေရင်တွေဘုံကျဲနိုင်အောင်လို့ဒီကင်းထောက်ပေးတဲ့ကိစ္စတွေနောက်တစ်ခုကကျတော့ဒီမြေပြင်မှာရှိနေတဲ့ဒီစုပ်စုအတွက်ကိုခဏအလုပ်လုပ်တဲ့ဒီပစ္စည်းတို့မဟုတ်ရိတ်ခါတို့မဟုတ်ဒီစစ်လက်နဲ့ပစ္စည်းပေါ့ဒါတွေကိုဟိုတည်ပို့ပြီးတော့မှချပေးနေတဲ့အရာတွေနောက်ဒီဘုံကျဲတိုက်ခိုက်တဲ့ဟာတွေဒါတွေပြုလုပ်ဖို့အတွက်ကိုဒါတွေအားလုံးကလည်းကျွန်တော်ဒီလေကြောင်းစစ်စင်ရေးလို့ခေါ်လို့ရပါတော့ဆိုတော့ဟိုကျွန်တော်တို့ဒီတွဲဆုံးငွေဖြစ်တာရေးလှုပ်ရှားမှုအနေနဲ့ကလည်းဒီ2025ဇွန်16ကနေပြီးတော့မှစက်တင်ဘာ16ဒီ3လအတွင်းပေါ့နော်အဲ့လိုဒီလေကြောင်းဖြစ်စဉ်ရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီတူးနေနာတစ်ခုလုပ်ခဲ့ရရှိတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်ဒီမြေပြင်ချက်လက်တွေပါတယ်နောက်ဒီ enemy air route တို့လိုနောက်ဒီ way in တို့လိုပေါ့နော်လေကြောင်းထောက်လှမ်းရေးအဖွဲ့တွေရဲ့ဒီသတင်းချက်လက်တွေနောက်ကဒီလေတစ်ဖက်ကနေပြီးတော့မှလေကြောင်းကျွမ်းကျင်သူဒီ CDN တွေတက်သူတွေနဲ့ချိတ်ဆက်ပြီးတော့မှပေါ့နော်ကျွန်တော်ဒီစေစုရဲ့လေကြောင်းစစ်စင်ရေးကိုလေကြောင်းစစ်စင်ရေးလောက်ဆောင်ချက်တွေကတူးနေနာလုပ်ခဲ့ပေါ့နော်ဆိုတော့အဲ့ဒီကာလမှာဆိုလို့ရှိရင်ခဏကျွန်တော်ပြောနေကြတဲ့ဒီ Chess နိုင်ငံအခြေစိုက်ပေါ့နော် Omnibus Group ကထုတ်တယ်ဒီ L410 Turbolet ဟိုလေယာဉ်တွေစီးကိုလည်းအဲ့လိုပဲဟိုတောက်လျှောက်အသုံးပြုခဲ့အောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ3လအတွင်းမှာဆိုလို့ရှိရင်တို့က
8ရက်ပေါ့နော်3လအတွင်းမှာဆိုရင်ဒီ8ရက်အသုံးပြုခဲ့ရတယ်အဲ့8ရက်မှာသူက73နိုင်ကြာတဲ့ဒီပြန်တမ်းမှုကြာချိန်ကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဟိုပထမဆုံးတွေ့ရတာကတော့ဒီ2025ဇွန်လ29ရက်နေ့မနက်ပတ်မှာပေါ့နော်သူကဒီပသိမ်လေးတက်ကနေပြီးတော့မှတက်တယ်ဟိုတနိုင်ကြာလောက်ကျွန်တော်ပြန်တန်းတာလဲဟိုတွေ့ရတယ်ပြီးရခါမှာပသိမ်လေးတက်ကိုပြန်ဆင်းလာတယ်ပေါ့နော်ဆိုတော့အဲလီတက်ကတက်တဲ့အချိန်နဲ့လီတက်ကိုပြန်ဆင်းတဲ့အချိန်နဲ့ကဒါကြားထဲမှာတနိုင်ကွာဟာချက်ရှိရပေါ့နော်ဆိုတော့အဲ့ဒါကိုတော့ကျွန်တော်တို့ဒီလေ့ကျင့်ရေးလုပ်တာလို့ကျွန်တော်သိထားရတယ်ပြီးရဟိုဘာပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာအတွက်ရဆွဲဟာတော့ကျွန်တော်တို့တီးချတာလေးမသိလိုက်ဘူးဒါပေမဲ့တနေရာကနေပြီးတော့မှသူတို့ပြန်တက်လာတယ်ပြီးတော့ဒီမန္တလေးတရားဥလေတက်မှာဟိုဆင်းတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးတော့တခါတရားဥလေတက်ကနေပြီးတော့မှပြန်တက်တယ်ပြီးတော့ဗမာပြန်ဆင်းသွားလဲဆိုတော့ကျွန်တော်မသိရဘူးဆိုတော့ဒီတရားဥလေတက်ကိုပြန်တက်တရားဥလေတက်ကိုဆင်းလာတာတခုတွေ့ရတယ်နောက်ဒီတရားဥလေတက်ကနေပြန်တက်သွားတဲ့ဟာကိုကျွန်တော်ဂျားထဲမှာ2ကြိမ်ထပ်တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာတော့ဒီကျွန်တော်ဒီ2025ဇူလိုင်လလယ်ပိုင်းမှာပေါ့လေဆိုတော့အဲ့မှာကျွန်တော်ဒီတယူပို့ဆောင်ရေးဆိုပြီးတော့မှအတီးပြုလို့ရတာ2ကြိမ်ပြီးတော့ဒီလေ့ကျင့်ရေးဆိုတာကိုအတီးပြုလို့ရတာ2ကြိမ်နဲ့နောက်တစ်ခုကတော့ဘာရဲဆိုတာမျိုးမသိဘဲနဲ့ဒီပြန်တန်းတဲ့အကြိမ်တစ်ချိန်ကိုကျွန်တော်တို့ဟိုတွေ့ရှိခဲ့ရတယ်ဆိုတော့အဲ့9ကြိမ်လုံးကကြတော့ဒီပသိမ်လေးတက်ခဏနေတက်ပြီးတော့ဟိုပသိမ်လေးတက်မှာပဲပြန်ဆင်းတာကျွန်တော်အဓိကတွေ့ရတယ်ပေါ့နော်ဆိုတော့တို့ဒီ9ကြိမ်လုံးမှာတစ်ချိန်ပြန်တန်းတိုင်းပေါ့နော်တစ်ချိန်ပြန်တန်းတိုင်းပြန်များကြာချိန်ကတော့ဒီ2နာရီဝန်းကျင်လောက်ဟိုကြာရပေါ့လေနော်ဆိုတော့အကိုတို့ဒီတွေးရှိချက်တွေမှာလည်းဒီလေတက်ပေါ့နော်မော်ဘီလေတက်တို့လို့နောက်ဒီမကွေးလေတက်တို့လို့မှာလည်းအကိုတို့ဒီဒီ F10 ရထားတာကိစ္စတွေတွေ့ရတော့အဲ့ဒီခါနဲ့ပတ်သက်ပြီးတော့လည်းအကိုတစ်ချက်လောက်ဟိုပြောပြပါဦးပေါ့လေဟုတ်ကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံကိုလေ5စီးရောက်နေတယ်အဲ့ထဲမှာကျွန်တော်တို့ကဒီလေတက်တွေမှာရက်ထားတာတွေကိုတွေ့ခဲ့တာတော့တစ်ခုပေါ့နော်တစ်ခုတွေ့ခဲ့တယ်ခုနကတော့ Wally data မှာတော့ဒီ H1AMV ပေါ့နော်ဒီပထမဆုံးလေရင်ကိုတွေ့ရှိခဲ့ရတယ်အခုချိန်မှာလေတက်တွေမှာရက်ထားတဲ့ဟာနှစ်ခုကိုကျွန်တော်တို့ identify လုပ်ထားနိုင်တယ်ပေါ့နော်ပထမတစ်ခုကတော့ဒီမော်ဘီလေတက်မှာရက်ထားတဲ့လေရင်ပေါ့နော်အဲ့လေရင်ကိုဒီ L410 ကိုကျွန်တော်ပထမဆုံးအချိန်တွေ့ခဲ့တာ satellite imagery ကနေပြီးတော့မြင်ခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့ satellite imagery ကရိုက်ထားတဲ့အချိန် data အချိန်နဲ့ဒီ flight radar 24မှာ L410 ကအဲ့နေရာကိုရောက်နေပါတယ်ဆိုတဲ့ data နဲ့ကတော့ကိုက်နေတယ်တော့ကိုက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီလေရင်ဒီ L410 ဖြစ်တဲ့အပြင်ကို H1AMV ဖြစ်ကြောင်းဆိုတာကျွန်တော်တို့ကတခါလေးအတည်ပြုနိုင်တယ်ပေါ့နော်ပထမဆုံးရောက်လာတဲ့လေရင်ဖြစ်ကြောင်းမှာတခါလေးအတည်ပြုနိုင်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က okay ဒီလေရင်ကတော့ satellite imagery ကကြည့်တဲ့အရာလဲဒီ satellite imagery ထဲမှာအဲ့ဒီ L410 ဖြစ်ကြောင်းအတည်ပြုနိုင်တယ်လို့မျိုးဒီ flight radar 24လို့မျိုးလေရင်အချက်ပြတဲ့ဒီ track လုပ်နိုင်တယ်ပေါ့နော်အဲ့ဒီရဲ့ website မှာလည်းကျွန်တော်တို့ကအဲ့ဒါကို L410 H1AMV အဖြစ်တွေ့ရှိခဲ့ရတဲ့အတွက်ကြောင့်မလို့မှတ်တမ်းတင်ထားတယ်ပေါ့နော်ဒုတိယအနေနဲ့ကျွန်တော်တို့ကမကွေးလေစိမ့်မှာတွေ့ခဲ့တာပေါ့နော်အဲ့ဒီဟာတော့နည်းနည်းလေးထူးကြတယ်အဲ့ဒီလေရင်က9စီးခဲ့ရဘယ်လေရင်ပေါ့နော်ဘယ်အချိန်မှာရောက်ရှိခဲ့တဲ့လေရင်လဲဆိုတော့ကျွန်တော်တို့မပြောနိုင်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အဲ့ဒီဟာအတည်မပြုနိုင်ခဲ့ဘူးဆိုပေမဲ့လည်း L410 ဖြစ်ကြောင်းကိုကျွန်တော်အတည်ပြုနိုင်ခဲ့တယ်အဲ့ဒီလိုမျိုးအတည်ပြုနိုင်ခဲ့တယ်ဆိုတာအပြင်ကိုဒါဒီမကွေးလေစိမ့်မှာဖြစ်ကြောင်းနဲ့2025ဒီဇင်ဘာ17ရက်နေ့မှာဖြစ်ကြောင်းကိုလည်းကျွန်တော်တို့ကထပ်လောင်းအတည်ပြုနိုင်တယ်ပေါ့နော်အဲ့ဒီအတည်ပြုတဲ့နည်းလမ်းကတော့ကျွန်တော်တို့ကဒီ TikTok ဗီဒီယိုတစ်ခုတွေ့ကြည့်ခဲ့တယ်မကွေးလေစိမ့်မှာဆင်းနေတဲ့ TikTok ဗီဒီယိုတစ်ခုတွေ့ကြည့်ခဲ့တယ်အဲ့ဒီမကွေးလေစိမ့်မှာဆင်းတဲ့ TikTok ဗီဒီယိုမှာကျွန်တော်တို့ကဒီသူရိုက်ထားတဲ့ဗီဒီယိုထဲမှာ F410 လေရင်ကိုကျွန်တော်တို့ identify လုပ်နိုင်ခဲ့တယ်အဲ့အတွက်ကြောင့်မလို့အဲ့ဒီဗီဒီယိုဒီမကွေးလေစိမ့်မှာဖြစ်ကြောင်းကိုလည်းကျွန်တော်တို့ကအဲ့ TikTok user ရဲ့ account ကိုကျွန်တော်တို့က Facebook မှာပြန်လဲ share ပြီးတော့သူ Facebook ရဲ့အရာသူဒီအဲ့ TikTok video ရဲ့ user နဲ့တူကြောင်းရဲ့ပြီးလို့ရှိရင်အဲ့ဒီ Facebook user ကပဲ boarding pass တင်ထားတာဒီဇင်ဘာ17ရက်နေ့2025ဖြစ်ကြောင်းရဲ့မကွေးလေစိတ်ကိုသွားနေကြောင်းရဲ့ကိုတင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ17ဒီဇင်ဘာ2025မှာမကွေးလေစိတ်မှာဒီ L410 လေရင်တစ်စီးရှိနေတယ်ဆိုတော့ကျွန်တော်ဒီပြုနိုင်ရတယ်ဒါပေမဲ့အဲ့ဒီလေရင်ကပို့လိုက်တဲ့လေရင်5စီးတည်းကဘယ်တစ်စီးလဲဆိုတော့ကျွန်တော်တို့တခြားနီလန်းနေနဲ့အတည်ပြုနိုင်ထားတာတော့မရှိသေးဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီလေရင်တွေကတော့ဒီလေတက်တွေမှာရှိနေဆိုတာမျိုးကိုတော့ဖော်ထုတ်နိုင်နေပါတယ်ဗျဟုတ်ကဲ့ဗျဆိုတော့ဟိုအဲ့ဒီမှာပေါ့နော်အခုပြောတဲ့အတိုင်းဆိုရင်ဒီမကွေးလေတက်ပေါ့နော်မကွေးလေစိတ်ပေါ့မကွေးလေစိတ်တွေနောက်ပြီးတော့ကျွန်တော်တို့ဒီတွေ့ရှိခဲ့တဲ့ပသိမ်လေစိတ်တွေဆိုတာလေဟိုသူကလက်ရှိမြေပြင်မှာဆိုလို့ရှိရင်ဒီရတာသုံးတဲ့လေစိတ်ရောပြီးလို့ရှိရင်အဲ့ဒီရဲ့ဘေးမှာပဲဒီစေအုပ်စုရဲ့လေတက်တွေကလည်းရှိနေတာဆိုတော့ဟိုသူတို့ရဲ့ဒီအတက်အစင်းတွေသူတို့နေထားတဲ့ပုံစံတွေကလည်းဟိုဒါစေအုပ်စုတွေနဲ့အများကြီးချိတ်ဆက်တွေဖြစ်နေကြတာပေါ့ဒီနော်ဆိုတော့ဒီလိုမျိုးဒီလေတက်တွေကိုသုံးပြီးတော့မှအတက်အစင်းလုပ်နေတာတွေကလည်းဟိုဒါကျွန်တော်တို့ဒီလေတောင်းစစ်စီရဲ့ပါဝင်နေဆွဲထားမှုဆိုတော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဒီနော်ဒီဘက်မှာဒီ chess နိုင်ငံသားရဲ့ဝင်ပြီးပါ2025စက်တင်ဘာလလယ်မှာပြောရတာတခုတော့ကျွန်တော်ဒီ Mizima ရဲ့ဒီနေ့တွေ့ရတယ်ပေါ့နော်
အဲ့မှာဆိုတော့ဒီ Charles ဝင်ကြီးကသူတို့ပြောထားတာကဒီ Charles company က F410 ဒီ3စီးကိုမြန်မာပြည်ကိုပေးပို့ခဲ့တယ်ဆိုပြီးတော့ပြောထားတယ်ဒါပေမဲ့သူပြောချက်ကဒီစက်တင်ဘာ10ရက်ဖြစ်နေတော့နောက်ထပ်ရောက်တဲ့2စီးကတော့ဒီသူပြောချက်တွေမှာမဖန်သေးဘူးပေါ့လေဆိုတော့သူပြောထားတဲ့မှာဆိုရှင်ဒီ F410 ပထမဆုံးတစ်စီးတော့နောက်24စက်တင်ဘာပို့ရဲဆိုတဲ့ကိစ္စတွေပြီးတော့နောက်ထပ်ဒုတိယစီးနဲ့တတိယစီးတော့ဒီနောက်25ဇူလိုင်မှာပို့ရဲဆိုတဲ့ဟာတွေဒါသူပြောထားတယ်ပေါ့လေဒါပေမဲ့သူအဲ့မှာပြောထားတာဒါကဒီရက်တာသုံးဖို့အတွက်ကိုပဲအဓိကဒီပို့ထားတယ်ဒီရက်ဖက်လီကောင်းလိုက်ဖြစ်တဲ့မြန်မာ Airway International MAI ကိုပို့ထားပြီးတော့မှဒီမြန်မာစောစုရဲ့ data MAF ကိုရောင်းထားတာမဟုတ်ဘူးဆိုတဲ့ဟာမျိုးပို့ထားတာမဟုတ်ဘူးဆိုတဲ့ဟာမျိုးသူပြောထားတယ်ပေါ့နော်နောက်ပြီးတဲ့အခါမှာဒီလေယာဉ်တွေကလည်းဒီအရက်ဖက်အတွက်ကိုပဲထုတ်လုပ်ထားတယ်ဆိုတဲ့ပုံစံမျိုးဒီစစ်ဘက်ဆိုင်ရာတုံးဖို့အတွက်ကိုထုတ်ထားမျိုးမဟုတ်ဆိုတဲ့ဟာမျိုး data သူပြောထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာတစ်ခုရှိရတာဒီသူတို့ရောင်းချလိုက်တဲ့သူတို့ပေးပို့ခဲ့ရဆိုရင်ဒီမာဘီရဲ့လေကြောင်းကုမ္ပဏီပေါ့နော်ဒီမြန်မာ Airway International MAI ပေါ့လေဆိုတော့သူတို့ကဒီ MAI ကိုရောင်းတယ်လို့သူတို့ပြောရဲဆိုပေမဲ့လေဒီ MAI ကကျွန်တော်ဒီလက်ရှိပြည်တွင်းအချိန်မှာဆိုတာစေအိုစုရဲ့လက်ဝဲကန်ခရိုနီတွေပိုင်တဲ့လေကြောင်းကုမ္ပဏီတစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့ MAI ကဆိုလို့ရှိရင်လည်းကျွန်တော်ဒီစေအိုစုအတွက်ကိုပေါ့ငွေကြေးစစ်ဆေးမှုတွေနဲ့နောက်ဒီလေယာဉ်တွေကိုလေပေးသုံးတာရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီစင်ကာပူရဲ့ငွေကြေးဖွဲ့စည်းတစ်ခုဖြစ်တဲ့ဒီ UOB ဘဏ်ကနေပြီးတော့ MAI ရဲ့ဘဏ်အကောင့်တွေကပိတ်ခဲ့တာလည်းရှိသေးတယ်ပေါ့နော်ဆိုတော့ဒါကကြည့်မယ်ဆိုလို့ရှိရင်ဒီအရက်ဖက်သုံးအတွက်MAI ကိုရောင်းနေဆိုတော့လည်းပဲဒီ MAI ကဒီခရိုနီပိုင်ဖြစ်ပြီးတော့မှစေုပ်စုငွေကြေးအထောက်ပံ့လုပ်နေရတယ်နောက်တစ်ခုကကျတော့ဒီတည့်ရတိုင်းပေါ့နော်ကျွန်တော်တို့ဒီမြန်မာပြည်မှာဆိုလို့ရှိရင်စေုပ်စုကအာဏာရှိနေတော့အရက်ဖက်တွေပါတယ်သူတို့ကမသိဘူးသူတို့ကအချိန်တန်လို့ဖြစ်ရှင်ဒီအရက်ဖက်ပဲပြောပါပဲပြောသူတို့လိုချင်နေဆိုရင်အာဏာပြပြီးတော့ယူရဲကိစ္စတွေပဲရှိတော့ဒီ MAI ကြီးကနေပြီးတော့မှငွေကြေးအထောက်ပံ့နေနောက်တစ်ခါဒီလေယာဉ်စီပေါ့နော်လေယာဉ်စီနောက်ပြီးတော့ဒီမြန်မာလေတဲ့အနေနဲ့ဝယ်လို့မရတဲ့ဒီလေယာဉ်ပစ္စည်းနောက်တစ်ခါလေယာဉ်တွေပေါ့နော်လေယာဉ်တွေကဒီပေးသုံးနေတဲ့အတွက်ကြောင့်မလို့စီးပွားရေးရအရေးယူပိတ်သိမ်းခံခဲ့ရဆွဲဟာမျိုးတွေဒါကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့လက်ရှိပေါ့နော်ဒီ F410 ကိုဒီ F410 tablet လေးတွေပေါ့နော်မြန်မာလေတက်ကတုံးနေတာကဒီ Chess နိုင်ငံ Omnibu Company အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမြန်မာနိုင်ငံပေါ်ပေါ့နော်ဒီဥရောပသမဂ္ဂ EU ကဒီစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဋ္ဌာန်းချက်တွေပြဋ္ဌာန်းတာရှိတယ်ဆိုတော့အခုလိုမျိုးဒီ F410 ကို MAI ရောင်းနေဆိုရင်တစ်ဖက်မှာဒီမြန်မာစေအုပ်စုရဲ့ဒီကြောင်းစစ်စေးမှာတုံးနေတာကဒီ EU ရဲ့စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဋ္ဌာန်းချက်ကိုဒါချိုးဖောက်နေတဲ့အခြေအနေဆိုတဲ့ဟာမျိုးကိုကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့ဒီရှင်းရှင်းလေးနဲ့ပတ်သက်ပြီးတော့အခုဒီတွေ့ရှိထားတဲ့ဟာမျိုးတွေနောက်တစ်ခါဒီ MAI ကိုပေါ့နော် MAI ရဲ့အောက်မှာဒီလေယာဉ်တွေတုံးနေတာသို့မဟုတ်ဒီ MAI ကတုံးတဲ့လေယာဉ်တွေကိုစေအုပ်စုဘက်ကိုရွှေ့ပြောင်းပြီးတော့မှစစ်တုံးလေယာဉ်တွေနဲ့တုံးနေတာမျိုးတွေအခုတွေ့ထားရှင်းဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီချက်လောက်တွေ့ရှိချက်တွေကျွန်တော်မျှဝေလို့ပါနော်ဟုတ်ကဲ့ပြပြကျွန်တော်တို့ဒီမှာပြောစရာရှိတာဒီ chat company ကဒီမြန်မာ Airway International MAI ပေါ့နော်ပြောင်းလိုက်တယ်ဆိုတော့အဲ့ဒီဟာကတကယ်ပဲ MAI သုံးနေရလားဒါမှမဟုတ်လို့ရှိရင်မြန်မာ Air Force ပေါ့နော်မြန်မာ Air Force ကသုံးနေရလားဆိုတာကိုတော့ကျွန်တော်တို့ကလုံးဝခိုင်လုံတဲ့evidence လိုမျိုးနဲ့တော့မပြနိုင်သေးပေမဲ့ကျွန်တော်တို့ဘက်မှာပြောနိုင်တဲ့ pattern တွေအများကြီးရှိထားတယ်ပေါ့နော်။ဒါဒီ MAF ကသုံးနေပါဆိုတဲ့ဟာတွေကိုသူတို့ရဲ့ဒီ flight သွားလာနေတဲ့လမ်းကြောင်းတွေပြီးတဲ့အခါမှာဒီသူတို့ရဲ့ call sign တွေစသဖြင့်အဲ့ဒီဟာတွေအဲ့ဒီ pattern တွေကိုလေ့လာပြီးတဲ့နောက်ပိုင်းမှာဒီလေယာဉ်တွေဒီအရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ H1AMV ပေါ့နော်အဲ့ဒီလေယာဉ်တစ်စီးတည်းကိုဆိုလို့ရှိရင်လည်းအဲ့ဒီလေယာဉ်တစ်စီးကလုံးဝpattern တွေအရာရောအကုန်လုံးအရာရောသူဒီလုံးဝဒီစစ်ဖက်သုံးပုံစံမျိုးနဲ့တူနေရပေါ့နော်အရင်တုန်းကလည်းသုံးခဲ့တဲ့ဒီ Y12 လို့လေယာဉ်မျိုးတွေသုံးတဲ့ pattern အတိုင်း quality ကိုသုံးနေရဆိုတာမျိုးကိုကျွန်တော်တို့တိတိကျကျကိုတွေ့ခဲ့တယ်ပေါ့နော်ဒီ volley data မှာဖြစ်ခဲ့တဲ့ဟာဆိုလို့ရှိရင်လည်းအရင်တုန်းက Y12 ကလည်းအဲ့ဒီအမြင့်ပေနဲ့အဲ့ဒီလမ်းကြောင်းအတိုင်းပဲပြန်တန်းပြီးတော့ volley တိုက်ပွဲမှာပါဝင်ခဲ့တဲ့ဆိုတဲ့ဟာကိုလည်းတွေ့ရှိခဲ့ရတယ်လို့မျိုးဒီ L410 ကလည်းအဲ့ဒီအတိုင်းပဲပါဝင်ခဲ့တဲ့ဆိုတော့လည်းကျွန်တော်တွေ့ရှိထားတယ်အဲ့လိုမျိုး pattern တွေကတူနေတဲ့အတွက်ကျွန်တော်တို့ဒါဒီ registration ကတော့ H1AMV ဖြစ်သွားတယ်ပေါ့နော်ဒါဒီမြန်မာ Airway International ရဲ့ registration ဖြစ်သွားတယ်ဆိုပေမဲ့လည်းတစ်ဖက်မှာကျတော့ MAF မှာသုံးနေရပေါ့နော်ဒီဟာတွေဒီအခုမှ MAF ကဒီမြန်မာ Air Force ကဒီမြန်မာနိုင်ငံရဲ့ပိုင် airline တွေလေနေယူသုံးတာမဟုတ်ဘူးပေါ့နော်အရင်တုန်းကဆိုလို့ရှိရင်လည်းဒီမြန်မာ Airway International ပိုင်တဲ့လေယာဉ်ကူးကြီးကို MAF ကိုတွဲပေးတယ်ဆိုတာမျိုးလည်းကျွန်တော်တွေ့ထားတာရှိတယ်ပြီးတော့မြန်မာ National Airway ပေါ့နော်အဲ့ဒါတော့ MMA ပေါ့နော် MMA ရဲ့ B-Crack 2စီးပေါ့နော် B-Crack 1900D ဆိုတဲ့ model နဲ့2စီးကိုလည်း MAF ကနေလဲပြီးတော့မြန်မာ Air Force ကိုတွဲထားရဆိုမျိုးလည်းတွေ့ရှိထားတယ်ဆိုတော့နောက်ဆုံးအနေနဲ့ဒီမင်းအောင်လှိုင်လုပ်ခဲ့တဲ့ဒီစစ်ရေးပြပွဲမှာလည်းသူတို့ကလေရင်အစ်စ်တွေတင်သွင်းထားနိုင်တယ်ဆိုတဲ့ဟာမျိုးရဲ့ဓာတ်ပုံထဲမှာလည်းဒီ L410 ရဲ့ပုံပါတဲ့ဟာတွေကိုသူလက်ခံရရှိထားတယ်ဆိုတာမျိုးကိုလည်းထပ်တွေ့ထားတယ်ပေါ့နော်
အဲ့တော့ကျွန်တော်တို့အဖက်ဖက်ကကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒါအရင်တုန်းကလည်းဒီလိုမျိုးလောက်ရက်တွေအများကြီးရှိခဲ့တယ်အခုချိန်မှလည်းရှိနေတော့မဲဆိုတာမျိုးကိုထင်ထင်ရှားရှားတွေ့ရှိနိုင်ပါတယ်ဗျဟုတ်ကဲ့ကိုဆိုတော့အဓိကတော့ဒီမြန်မာစစ်အုပ်စုပေါ့နော်မြန်မာစစ်အုပ်စုရဲ့ဒီလေတက်ကတောက်လျှောက်ကိုဒီလိုမျိုးအရက်ဖက်သုံးလေချောင်းတိုင်းအောက်ကနေလေရင်နေနောက်ဒီလေရင်နေတောင်ယူသုံးတယ်ဆိုတော့နောက်ထပ်ဒီတီးပြလို့မရတဲ့ဒီလေရင်စီလေပိုပစ္စည်းတွေကလည်းတောက်လျှောက်သူတို့လွှဲပြောင်းနေယူသုံးနေတဲ့ကိစ္စလည်းရှိနေတယ်ပေါ့နော်ဆိုတော့ဒီရက်ဖက်လေးချောင်းတိုင်းအောက်မှာရှိနေတဲ့လေလိုင်းတွေကလည်းဒီစစ်အုပ်စုကိုတောက်လျှောက်ပေးနေရတဲ့ဟာမျိုးထောက်ပံ့ဖြစ်နေဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေအကုန်လုံးကတော့ဒီလေချောင်းစစ်စင်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ပြီးတော့မှလက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ဒီလေချောင်းတိုက်ခိုက်မှုတွေရဲ့အဓိကပါဝင်နေတဲ့အရာတွေလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအကိုဒါအခုလိုပေါ့နော်တို့ဒီမှာ witness အနေနဲ့တွေ့ရှိချက်တွေကိုလာရောက်ဝေမျှပေးရတယ်ဒါကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဗျကျွန်တော်လည်းအခုလိုပါဝင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားထုတ်ပေးခဲ့ကြတဲ့ဒေါ်လာမိတ်ဆွေပေါင်းလည်းကျေးဇူးတင်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ Chess နိုင်ငံအခြေစိုက်အကသလေကြောင်းရဲ့ကာကွယ်ရေးလုပ်ငန်း Omnipur စီးပွားရေးလုပ်ငန်းအုပ်စုကထုတ်လုပ်ခဲ့တဲ့ F410 Turbolet လေယာဉ်တွေကိုမြန်မာစစ်အုပ်စုကလေကြောင်းစစ်စင်ရေးတွေမှာဘယ်လိုပုံစံနဲ့အသုံးပြုနေလဲဒီအရာတွေကိုဖုံးကွယ်ဖို့အမေရိကန်ကျွန်းပတ်ခီးစဉ်စီစဉ်ခဲ့ကြတာလားဆိုတဲ့စဉ်းစားစရာတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်Black Money Campaign ရဲ့ဒေါ်လာမိတ်ဆွေတွေရဲ့အမြင်တွေကိုလည်း comment မှာရေးပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဟာရပါကောင်းမင်းကြီးကိုပိတ်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